ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကမတ်မေပူချစ်ပေါ့နော်သူမိခင်ကမေးတာပါ10နှစ်ပါဆရာကြီးသူမိခင်ကမေးပေးတာပေါ့နော်ဟုတ်ကဲ့မတ်မေပူချစ်ပေါ့နော်ဟုတ်ပြီဒေါ်ဆန်းဆန်းဝင်မိခင်ကဟုတ်10နှစ်တဲ့ G5 တဲ့ဟုတ်ပြီဟင်းတရပါဆရာကြီးဟုတ်ပြီဒေါ်ဆန်းဆန်းဝင်ကမေးတာပါပဲတီတာပေါက်တာတဲ့4ရက်မြောက်မှာတဲ့ဂျိုင်းနဲ့ပေါင်ကြံလေပင်အနောက်ဖက်တွေပါတဲ့အကျိတ်တွေထွက်လာလို့ပါတဲ့အဲ့ဒါတော့ပဲတီတာတို့ပဲတီတာတို့ရေချောက်တို့ကြိုက်တိုးတို့ဟုတ်ကဲ့ဆိုတဲ့အခေါ်တွေပေါ့နော်ဟုတ်ကဲ့ပါဆရာကြီးဒေတာအလျောက်နာမည်တက်ခေါ်ကြတာပေါ့ဟုတ်ကဲ့ပါဆရာကြီးအဲ့ဒါတည်းကတကယ်တမ်းကျတော့အခေါ်သာကွဲတာပါဟုတ်ကဲ့ဆရာကြီးအကြောင်းကံကိုပြီးရင်တော့အကြောင်းကံအတူတူပဲဟုတ်ကဲ့ဆရာကြီးအပူလွန်တာပဲဟုတ်ကဲ့ပါဆရာကြီးအဲ့တော့ခလေးကိုပူတဲ့အစာတွေမကျွေးပါနဲ့နော်အ ਨੇ ဆုံးကြော်ထားတဲ့ဤကြကွေးစမူစာဗျာကြော်မကျွေးသင့်ပါဘူးဟုတ်ကဲ့ပါဆရာကြီး9ကြော်ကြက်ကြော်မိရင်ပြန်ချက်ကျွေးပါဟုတ်ကဲ့ပါဆရာကြီးနောက်ကလေးတိုင်းကြိုက်တယ်နေရာတိုင်းမှာလည်းပေါ်တယ်လေနဲ့ပေါင်းထားတဲ့လေပေါင်းထုတ်အာလူကြော်ငမုတ်ကြော်အဲ့လိုအကြော်တို့လေးရှောင်ပါဟုတ်ကဲ့ပါဆရာကြီးရှောင်တော့စားစရာမရှိတော့ဘူးလို့ထင်သွားမယ်စားစရာရှိတယ်ဒိန်ချင်လေးတိုက်ပေးပါဟုတ်ကဲ့ပါဆရာမကြီးဖြော်လေးတိုက်ပေးပါဟုတ်ကဲ့ပါဆရာအသီး3-4မျိုးကိုချင်လေးချက်သီးစုံချင်ပေါ့နော်ဟုတ်ကဲ့ပါဆရာအဲ့ဒါလေးကျွေးပေးပါဟုတ်ကဲ့ပါဆရာနေ့ကိုတနခါလိမ့်ပါညကိုကရမလေးလိမ့်ပါဟုတ်ကဲ့ပါဆရာအဲ့လိုတနခါတန်ကရမဲတန်အတုံးကိုသွေးတာဆိုရင်ပူကောင်းတယ်လက်သွေးဆိုရင်ပူကောင်းတယ်ဟုတ်ကဲ့ပါဆရာအဲ့ဒါဆိုတကောလေးရက်ခိုင်းပါဟုတ်ကဲ့ပါဆရာဆက်သွေးဆိုတော့မရက်ပါနဲ့ဟုတ်ကဲ့ပါဆရာဆက်သွေးကတော့အခြားဓာတုပစ္စည်းတွေပါတတ်ပါတယ်ဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးပဲဘေးအမျိုးရန်တို့တဲ့ကင်းကြပါစေနှစ်သိဦးမင်္ဂလာမှာကံကောင်းကြီးများနဲ့ပြည့်စုံ၍ကောက်ကျစ်သူညိုစုသူများကင်းဝေးပြီးတော့မိမိခန္ဓာဘုံကိုမိမိချမ်းချမ်းသာသာရွတ်ဆောင်နိုင်ကြပါစေလို့နှစ်သိဦးမင်္ဂလာမှာမေတ္တာပို့လိုက်ပါရစေပေးတဲ့ဆုနဲ့ပြပါစေဆရာကြီး